လက်ရှိကမ္ဘာနဲ့အတူအပြိုင်ကမ္ဘာတစ်ခုရှိနေတယ်ဆိုတဲ့အကြောင်းကိုသက်သေပြနေတဲ့လေးလာတွေ့ရှိချက်များကျွန်တော်တို့နေထိုင်နေတဲ့ကမ္ဘာကြီးနဲ့အတူအပြိုင်စက်ကြောလာတွေတကယ်ပဲရှိနေနိုင်မလားဆိုတဲ့မေးခွန်းဟာသိပ္ပံပညာရှင်တွေကြားမှာဆယ်စုနှစ်ပေါင်းများစွာညှင်းပွားနေတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ Quantum Physics ရဲ့ထူးဆန်းတဲ့ theory တွေကနေတဆင့်အာကာသထဲမှာတွေ့ရှိရတဲ့ဗေဒိဆန်တဲ့လေးလာတွေ့ရှိချက်တွေအထိကျွန်တော်တို့မြင်နေရတဲ့ကမ္ဘာရဲ့အပြင်ဘက်မှာနောက်ထပ်ကမ္ဘာတစ်ခုတည်ရှိနေနိုင်တယ်ဆိုတဲ့အရေးအယောင်တွေကိုပြသနေပါတယ်။ဒီလိုထူးဆန်းတဲ့အပြိုင်ကမ္ဘာတွေရဲ့သက်သေအထောက်အထားတွေဟာတကယ်ပဲသိပ္ပံနည်းကျအခြေခံရှိတာလားဒါမှမဟုတ်လူသားတွေရဲ့စိတ်ကူးယဉ်မှုသက်သက်လားဆိုတာကိုဒီနေ့မှာစိတ်ဝင်စားစရာအချက်အလက်တွေနဲ့အတူလေးလာကြည့်လိုက်ရအောင်ဗျ။နံပါတ်၄အသားရည်အစိမ်းရောင်ရှိတဲ့မောင်နှမ2ယောက်12ရာစုတုန်းကအင်္ဂလန်နိုင်ငံဝူးပစ်ရွာလေးမှာရုတ်တရက်ပေါ်လာတဲ့အသားရည်အစိမ်းရောင်ရှိတဲ့မောင်နှမ2ယောက်အကြောင်းပါသူတို့ကစစချင်းမှာစကားလည်းမပြောတတ်အရန်လဲကြောက်လန့်နေခဲ့ပြီးနောက်ပိုင်းမှာအင်္ဂလိပ်စာသင်ယူပြီးတော့သူတို့2ယောက်ကစိန်မာတင်ဆိုတဲ့ထူးဆန်းတဲ့နေမီကနေလာခဲ့တာလို့ပြောပြခဲ့ပါတယ်သူတို့အဖေနဲ့တူဖျားเจ้าခေါင်းလောင်းတန်ကိုကြားလိုက်ရပြီးရဲ့နောက်ရုတ်တရက်အင်္ဂလန်ကကွင်းပြင်တစ်ခုစီရောက်သွားတယ်ဆိုတာကိုကြည့်ရင်ပြိုင်ကဘာတွေတစ်ခုနဲ့တစ်ခုတိုက်မိရာကနေရောက်လာတာဖြစ်နိုင်တယ်လို့တောင်ခန့်မှန်းကြပါတယ်။ကဲကိုဘေးတိဆန်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ဒီဖြစ်ရက်ကခုချိန်ထိတောင်လူတွေကြားမှာဆွေးနွေးပြောဆိုနေကြတဲ့ဒဏ္ဍာရီတစ်ခုဖြစ်နေသေးပါ။နံပါတ်3ထာဝရအသက်ရှင်နိုင်သူ1600ပြည့်နှစ်လွန်နှောင်းပိုင်းကလူသိများခဲ့တဲ့စိန့်ချာမိန်ဆိုတဲ့ပုဂ္ဂိုလ်တယောက်အကြောင်းဖြစ်ပြီးသူဟာတည်ဆုံးခြင်းမရှိတဲ့ထာဝရအသက်ရှင်သူလို့နာမည်ကြီးပါတယ်။ဒဏ္ဍာရီတွေရတော့သူဟာယေရှုခရစ်တော်ကိုလက်နဲ့ရိုက်ခဲ့မိတဲ့အတွက်ကဘာတီသူရဲ့အသက်ရှင်နေရဖို့ကြိမ်စာမိထားသူဖြစ်ပါတယ်။ခေတ်ဆက်ဆက်နာမည်ကြီးပုဂ္ဂိုလ်တွေနဲ့ရင်းနှီးခဲ့သလိုဓာတုဗေဒပညာမှာလည်းကျွမ်းကျင်သူဖြစ်တာကြောင့်တွေးခေါ်ပညာရှင်ရဲ့ကြောက်တုံးကိုသုံးပြီးထာဝရအသက်ရှင်စေမဲ့ဆေးရည်ကိုဖန်တီးနိုင်သူလို့ယုံကြည်ကြပါတယ်။တကယ်တော့သူဟာတာမန်လူမဟုတ်ပဲလှုပ်ဝက်စမ်းကြတဲ့စွမ်းအားတွေရှိတဲ့သူတယောက်လိုဖြစ်နေရကြောင်းဒီနေ့ထိတိုင်အောင်စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုဖြစ်တည်ရှိနေတာဖြစ်ပါတယ်။နံပါတ်2အချိန်နောက်ပြန်စီစဉ်ခြင်းအနာဒီကတိုက်မှာသိပ္ပံပညာရှင်တွေကအာနီတာလို့ခေါ်တဲ့အထူးပူပေါင်းကိရိယာတစ်ခုကိုသုံးပြီးအာကာသကလာတဲ့အမှုန်တွေကိုလေ့လာခဲ့ရမှာထူးဆန်းတဲ့အတွေ့အကြုံတစ်ခုကိုကြုံခဲ့ရပါတယ်။ပုံမှန်ဆိုရင်အမှုန်တွေကအာကာသထဲကနေအောက်ကိုဆင်းလာရမှာဖြစ်ပေမဲ့သူတို့ကတော့မြေကြီးထဲကနေအပေါ်ကိုတက်လာတဲ့အမှုန်တွေကိုဖမ်းမိခဲ့တာပါ။ဒီလိုဖြစ်စဉ်ကအချိန်ကိုနောက်ပြန်စီးဆင်းနေတာလို့ယူဆနိုင်ပြီးဒါအချိန်ကိုနောက်ပြန်သွားတဲ့အပြိုင်ကဘာတစ်ခုကနေလာတာဖြစ်နိုင်တယ်ဆိုတဲ့ theory ကိုပေါ်ပေါက်လာစေခဲ့ပါတယ်။သိပ္ပံပညာရှင်တော်တော်များများကတော့စက်ပိုင်းဆိုင်ရာမားတစ်ခုပဲလို့တန်တရားရှိနေကြပေမဲ့ဒီရလဒ်ကအပြိုင်ကဘာတွေတကယ်ရှိနေနိုင်တယ်ဆိုတဲ့အချက်ကိုလေးလာတွေ့ရှိခဲ့ပါတယ်။နံပါတ်1မန်ဒဲလား effect မန်ဒဲလား effect ဆိုတာလူအများစုကတစ်ခုခုကိုမှားယွင်းပြီးတသမတ်တည်းမှတ်မိနေကြတဲ့ထူးဆန်းတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပြီးဒါအချိန်တိုင်းမှာအပြိုင်ကဘာတွေကွဲထွက်နေတယ်ဆိုတဲ့သက်သေတစ်ခုလိုလည်းယူဆကြပါတယ်။ဥပမာအားဖြင့်နယ်ဆယ်မန်ဒဲလားဟာ1980ခုနှစ်တွင်မှာထောင်ထဲမှာတင်သေဆုံးသွားတယ်လို့လူများကမှတ်မိနေကြပေမဲ့တကယ်တော့သူဟာ2013ခုနှစ်ထိအသက်ရှင်ခဲ့တာမျိုးပါ။ဗီဒန်စတိန်ဝက်ဝင်ပုံပြင်လူနီတွန်းရေးထုံးတဲ့စင်ဘတ်ပါဝင်တဲ့ရှာဇန်ရုပ်ရှင်လိုမျိုးအကြောင်းအရာတွေမှာလည်းလူတွေရဲ့မှတ်ဉာဏ်နဲ့လက်တွေ့ကကွဲပြားနေတာမျိုးတွေရှိနေပါတယ်။တရားဝင်တွေကတော့ဒါကိုလူတွေရဲ့မှတ်ဉာဏ်အားနေတာလို့ပဲရှင်းပြကြပေမဲ့ဒီလိုဖြစ်ရပ်တွေကကျွန်တော်တို့ကိုတကယ်ပဲအပြိုင်ကဘာတွေကြားထဲမှာလမ်းလွဲနေသလိုခံစားရစေနိုင်ပါတယ်ခင်ဗျာ။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်နေပြီးတော့ channel လေးကို follow လုပ်သွားလိုက်နော်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။